ရှုပ်လေးတစ်ကောင်ဟာစောင်းရသည့်အတွက်အစာတိုးလောင်ဖို့ထင်းရှူးသီးတွေကိုနေရောညပါ2လတိုင်တိုင်စူးစမ်းပန်းစားစုဆောင်းခဲ့ပါတယ်ရရှိလာတဲ့အသီးတွေကလည်းတကယ်ကိုအားရစရာကောင်းလာတာကြောင့်အခုဆိုရင်သူဟာအေးအေးဆေးဆေးအနားယူလို့ရပြီလို့ထင်ခဲ့တာပေါ့ဒါပေမဲ့လည်းဘဝဆိုတာထင်သလောက်မရိုးရှင်းလှပါဘူးတနေ့မှာတော့ဝက်ဝင်ကြီးတစ်ကောင်ဟာရှုပ်လေးရဲ့အစာတိုးလောင်ယုံကိုတွေ့ရှိသွားပြီးအငမ်းမရစားတော့ပါတော့တယ်လန့်သွားတဲ့ရှုပ်လေးဟာဝက်ဝင်ကြီးကိုပညာပေးဖို့အတွက်တကိုင်းမြင့်မြင့်ပေါ်ကနေအော်ဟစ်ဆူညံပြီးစူးစမ်းခဲ့ပါသေးတယ်ဒါကအလုံးမဖြစ်တဲ့အခါမှာတော့သူဟာသူ့ထက်အစပေါင်းထောင်ချီကြီးမားတဲ့တတဝါကြီးကိုရန်ဆောက်ဖို့အတွက်ဝက်ဝင်ရဲ့နောက်ကနေပြေးလိုက်ပြီးတော့တောင်စိန်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ဝက်ဝင်ကြီးကတော့ဘာမှမဖြစ်တယ်လို့ပါပဲရှုပ်လေးဟာဝက်ဝင်ကိုရုတ်တရက်တိုက်ခိုက်ဖို့တောင်စူးစမ်းခဲ့ပေမဲ့အရာရာဟာအလားအသားဖြစ်ခဲ့ရပါတယ်မိနစ်ပိုင်းအတွင်းမှာတင်သူတစောင်းစာစုဆောင်းထားတဲ့အစားအစာအလုံးကုန်ဆုံးသွားခဲ့ပါပြီဒါတောင်မှရှုပ်လေးဟာအရှုံးမပေးဘဲအစကနေပြန်ဆဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာအစာဝတ်ဖို့နေရာအသစ်တစ်ခုကိုရှာဖွေပြီးညံ့တဲ့အထိအလုပ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့နေမြေတွေကိုဇီးကွက်အုပ်စုရောက်ရှိလာခဲ့ပြန်ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကထင်းရှူးသီးတွေမဟုတ်ပဲရှုပ်လေးကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒါကြောင့်သူဟာအလုပ်တွေကိုရပ်တန့်ပြီးတစ်ခေါင်းထဲကိုအမြန်ဆုံးပြေးဝင်ပုန်းအောင်ခဲ့ရပါတယ်။ကံမကောင်းစွာနဲ့ပဲဒုက္ခတွေကထပ်ရောက်လာပြန်ပါတယ်။ဖြူကောင်တစ်ကောင်ကသူ့ရဲ့အစာတိုးလောင်ယုံအစ်စ်ကိုတွေ့သွားခဲ့တယ်လို့ပိုဆိုးတာကတော့ရှေ့ကဝက်ဝင်ကြီးကလည်းထပ်ပြီးရောက်လာခဲ့တာပါပဲနောက်တနေ့မနေ့ခင်းမှာတော့ရှုပ်လေးဟာသူ့အကြောက်ဆုံးမြင်ကွင်းနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်သူဒုတိယအကြိမ်စူးစမ်းပန်းစားစုဆောင်းထားတဲ့အစားအစာတွေဟာလည်းနောက်တစ်ကြိမ်ထပ်မံအခိုးခံလိုက်ရပါပြီ